မိကျော်ကတခါတည်းစိတ်နေရမယ်ဟောပွင့်ပြီလာပြီသူလာပြီမိရှုတွေကအရာရှိမျက်နှာကိုပြရမှာဖြစ်ပါတယ်နော်တစ်ဖက်တည်းပြလို့မရပါဘူးအရာရှိမျက်နှာကိုဖျက်ချက်ပြီးတော့အောက်ဆွဲကလည်းတန်းစီးရမှာဖြစ်ပါတယ်လာပါပြီခိုးပြောင်လေးတွေရွှေပြည်ဟိတ်ဘာဘီလဲရွှေပြည်ဟိတ်အဲ့ပလဲတွေကကျွန်တော်တို့ရောင်ဝဲရလာတဲ့သူတွေကောက်လို့ရပါတယ်ကျွန်တော်တို့အဲ့ဒါပြိတ်ကျွန်တော်တို့ကြွယ်ကနေမှဒါတွေဟောလာပြီကြောက်စိမ့်တွေရောကျွန်တော်တို့ဗလက်များတွေရောပါတယ်ဗျဘုမခိုးပြန်လေးတွေဝဲလာကတော့ချစ်စရာကောင်းပါတယ်ဘုကကလေးကိုနာမပြပရိသတ်လေးတွေပေါ့ဗျအတီးရောအတီးရောကောင်းကြတော့ထောက်ချက်ထားတယ်လို့ပါပဲနော်မစကြောက်ကလေးကိုထောက်ချက်ထားတယ်လို့ပါပဲနော်မပေါ်ရအောင်ငါပြရင်လေးပါပိုင်တော့လေးပေါ့ဗျာ